ဒါပေမဲ့တညမှာတော့အဖေနဲ့အမေသမီးလာတယ်လေထားကြည့်ပါဦးဟင်သမီးနန်းစောလေးကခေါင်းမှာသစင်ကလေးတွေပန်ထားတယ်ရွှေဦးရောင်ထိုင်မသိန်းလေးနဲ့ပျော့ရည်နေတဲ့သပင်ကိုချထားတယ်အိုးအရန်လှလိုက်တာသမီးလေးရဲ့အမေတို့စီကိုလာလေတယ်ပေါ့နော်ဝမ်းသာလိုက်တာသမီးလေးရဲ့အမေကပျော်ပျော်ဆူဆူနဲ့လှမ်းဖက်ဖို့လုပ်တော့နန်းစောကအနောက်ကိုဆုတ်လိုက်တယ်အမေနဲ့သမီးကဘဝချင်းချားနေပါပြီအခုလဲခဏပဲအချိန်ရလို့လာခဲ့တာပါအမေတို့အတွက်ရင်းနှီးလောက်ကန်စားတော့ဖို့သမီးပိုင်တဲ့ပစ္စည်းတွေအနှဲငယ်လာပေးတာပါဒီအကြောင်းတွေကိုဘယ်သူမှမပြောပါနဲ့အမေသမီးတို့အတွက်အန္တရာယ်ရှိတယ်ဒီယွန်းဘူးလေးကိုပေးခဲ့ပါတယ်ဆိုပြီးတော့ကြောခိုင်းသွားတဲ့သမီးလေးကိုကြည့်ရင်အမေကြီးဘာဖြစ်တာလဲကြောင်ကရန်းနေအော်နေတာဘာဖြစ်လို့လဲသမီးလေးလာတယ်ဒိုးစီလာတယ်ယွန်းဘူးရောယွန်းဘူးအိမ်ရှိကိုပြေးကြည့်တော့မှအိမ်ဝမှာယွန်းရည်လေးတစ်လုံးတွေ့ရတယ်အထဲကိုဖွင့်ကြည့်တော့ကြောက်တံဗရမများတွေနန်းစောတို့မိဘတွေနေချင်းညချင်းပဲချမ်းသာလာခဲ့တယ်တယောက်စကားတယောက်နားနဲ့တထီးကုန်းရွာစီဒီမှာရတနာတိုက်ရှိတယ်ဆိုတဲ့သတင်းကတမဟုတ်ချင်းပဲပြန့်သွားခဲ့တယ်တိုက်ဆရာလူဘာလူတွေကလည်းတထီးကုန်းရွာမှာခြေချင်းလိန်နေကြတယ်တညမှာတော့အမေထားပါဦးအဖေထားပါဦးသမီးတို့တော့ဒုက္ခရောက်တော့မယ်သမီးတို့ကိုကူညီပါဦးသမီးဘာဖြစ်တာလဲဘာဖြစ်လို့လဲအမေတို့ကိုပြောသမီးတို့တိုက်ကိုလာတူးတဲ့တိုက်ဆရာတွေကအဖိုးကိုဖမ်းထားတယ်သမီးကိုလည်းရှာနေကြတယ်တိုက်တကားကိုဖွင့်ခိုင်းနေပြီမေဒါဆိုရင်အမေတို့ဘာလုပ်ရမလဲအမေတို့ဘယ်လိုကူညီရမလဲသမီးအချိန်မရဘူးအမေသမီးပြောပြမယ်မနှက်ဖြန်ဒီရွာကိုယောဂီဝင်းနဲ့လူငယ်2ယောက်လမ်းကြုံဝင်လာလိမ့်မယ်သူတို့ပဲကူညီနိုင်လိမ့်မယ်အမေအခုသမီးကိုချိန်နဲ့ရိုက်ခေါ်နေပြီသမီးသွားတော့မယ်တော်ရီဒုက္ခရောက်ပြီသမီးတို့တိုက်ကိုတိုက်ဆရာတွေကလာတူးနေတယ်တဲ့သမီးကိုရောသူ့အဖိုးတိုက်ချုပ်အဖိုးကိုပါဖမ်းထားတယ်တဲ့အခုပဲငိုယူပြီးတော့လာပြောသွားတယ်ဘယ်လိုလုပ်ကြမလဲအခုလဲရောင်နီလာကန်နီးပြီမနှက်ကြရင်ရွာကိုဆရာလေး2ယောက်လာမယ်တဲ့အဲ့ဒါတော်ကရွာထိပ်မှာသွားကြည့်ပေးတွေ့တာနဲ့အိမ်ကိုပင်းခဲ့ကျုပ်ကဖျားမိပူဇော်ပြီးတော့ဆူတောင်းပေးနေမယ်ရောင်နီကစဘာတစ်ပြားလောက်ရောက်ချိန်မှာတော့မိမကြီးဒီမှာဆရာလေးတို့ပါလာပြီဆရာလေးတို့အိမ်မော်ကြပါဦးဆရာလေးတို့လာမယ်ဆိုပြီးအိမ်မက်ပေးသွားလို့အဲ့ဒါသွားဆောင်နေတာဘာရေးကိစ္စများရှိလို့လဲကြီးရဲ့ဒီလိုပါဆရာလေးဆိုပြီးတော့ဖြစ်ကြောင်းကုန်စင်ကိုရှင်းပြလိုက်တယ်။ဩလက်စသက်တော့တိုက်တူးသမားတွေပဲစိတ်မပူပါနဲ့ကျုပ်တို့အတက်နိုင်ဆုံးကူညီပေးမယ်။အဘဆရာကြီးတွေကလည်းဒီလိုဖြစ်ရမျိုးကိုလက်မခံကြပါဘူး။လာဟေးတက်ခိုင်ရေးဇီရီရဲ့နောက်ကတောင်ကုန်းပေါ်ကိုသွားကြရအောင်။အကြီးတို့ကတော့အိမ်မှာပဲနေခဲ့ပါ။ကျုပ်ဒီမှာဆေးဖျောင်းနိုင်ထုံးခဲ့တယ်။ဒီဖျောင်းနိုင်မငိမ့်တဲ့၍သူတို့အကြံမအောင်ဘူး။ကဲကျုပ်တို့ကိုခွင့်ပြုပါဦး။ဖျားစင်ပေါ်မှာဖျောင်းနိုင်တဲ့တိုင်ကိုအဋိဌာန်နဲ့ထွန်းပြီးတော့သူတို့2ယောက်လည်းထွက်လာခဲ့တယ်။တက်ခိုင်ဟိုတောင်ကုန်းကိုကြည်စမ်းရုတ်တရက်ကြည့်ရင်အမျိုးသမီးတစ်ယောက်ပက်လက်အိတ်နေတဲ့ပုံစံနဲ့မတူဘူးလား။ဟုတ်သားပဲရုတ်တရက်ကြည့်ရင်တူတယ်နော်ဆရာ။အေးအဲ့ဒါမနန်းစောတိုက်နှမ်းပဲမနန်းစောဆိုတာကရှမ်းနွယ်ဝင်အမျိုးသမီးကိုမျိုးရှင်နဲ့ပလဲရင်တို့မောင်နှမထံမှာခါစားတဲ့ရှမ်းစော်ဘွားတထေးတူရဲ့သမီးတော်ပဲကိုမျိုးရှင်စီမှာတစ္ဆာခံထားတဲ့စော်ဘွားဖြစ်တဲ့စောနွန်ဆိုင်ဆိုတဲ့စော်ဘွားရဲ့သမီးတော်ဖြစ်တဲ့နန်းစောကသူ့အဖေပိုင်ဆိုင်သမျှကိုသူတယောက်တည်းဆက်ခံခွင့်ရခဲ့တယ်အဲ့ဒီအချိန်မှာဦးမင်းကျော်ကကိုမျိုးရှင်ကိုလှုပ်ကြံဖို့ခွန်ချိုခွန်သားကိုဆေးလွတ်ခဲ့တယ်ခွန်ချိုခွန်သားကလည်းသူတို့မွေးစားအဖေကိုမျိုးရှင်ကိုတွေ့တော့မတက်ရဘူးအဲ့ဒီမှာကိုမျိုးရှင်ကတစ္ဆာဆိုပြီးတော့သူ့ဦးကောင်းတော်ကိုသူကိုယ်တိုင်ဖျက်ခဲ့တယ်အဲ့ဒီနောက်ပိုင်းကိုမျိုးရှင်နဲ့ဆက်နွယ်တဲ့လူမှန်သမျှလက်စတုံတက်ဖြတ်ခဲ့တယ်နန်းစောရဲ့အဖေကသူ့ပိုင်တဲ့ပစ္စည်းတွေကိုသူ့လူယုံနေနဲ့နန်းစောစီလွှဲပေးရင်သူကိုယ်တိုင်တက်တည်ခဲ့တာနန်းစောလည်းပစ္စည်းတွေနဲ့တင်းရှောင်ရင်တထီးကုန်းရွာနောက်ကတောင်ကုန်းပေါ်မှာပုံခုရင်းနဲ့သူ့ရဲ့ပစ္စည်းတွေကိုဆွဲပြီးတိုင်နှန်းရှင်ဘဝကိုရောက်ခဲ့တာဆရာကဒီအကြောင်းတွေကိုဘယ်လိုလုပ်သိတာတော့ဟာတက်ခိုင်ရလောကီကိစ္စတွေအကြောင်းငါအကုန်သိတာပေါ့ဘာလို့သိလဲဆိုတာတနေ့မှတော့မင်းကိုယ်တိုင်သိလာရမှာပါကဲပြောနေရင်နဲ့ရှောက်လာတာတောင်ကုန်းပေါ်တော့ရောက်နေပြီကဲတက်ခိုင်ဒီအချိန်မှာမင်းရဲ့အကူအညီကိုလိုတယ်